ထိုင်းနိုင်ငံရောက်မြန်မာများအတွက်ဗဟုသုတအဖြစ်ထိုင်းနိုင်ငံတွင်မြန်မာအများဆုံးနေထိုင်ကြသည့်နေရာ၃ခုကိုတင်ဆက်ပေးပါမည်။ဤမြို့များသည်အလုပ်အကင်ခွင့်လန်းများနှင့်နယ်စပ်ဒေသများကြောင့်မြန်မာများစုဝေးရာဖြစ်ပါသည်။ယင်းတို့မှာပထမမဲဆောက်ဒုတိယမဟာချိုင်တတိယရနောင်းတို့ဖြစ်ကြပါသည်။ဤဒီမှာထိုင်းနိုင်ငံရှိမြန်မာအများဆုံးနေထိုင်ရာထိပ်တန်း၃နေရာဖြစ်ပါသည်။ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့တွင်မြန်မာလူဦးရေ3သိန်းမှ5သိန်းကြားရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ယင်းတို့အများစုမှာအထည်ချုပ်နှင့်စိုက်ပျိုးရေးလုပ်ငန်းများတွင်လုပ်ကိုင်ကြပါသည်။ပင်လယ်စာလုပ်ငန်းအဓိကဖြစ်သောမဟာချိုင်သမုဒ္ဒရာခွန်ဒေသတွင်မြန်မာလူဦးရေ4သိန်းမှ6သိန်းကြားရှိနိုင်ကြောင်းခန့်မှန်းချက်များကဆိုပါသည်။ဤဒေသသည်မြန်မာအလုပ်သမားအများဆုံးစုစည်းရာနေရာတစ်ခုဖြစ်ပါသည်။တောင်ပိုင်းဒေသရှိရနောင်းမြို့တွင်လည်းမြန်မာလူဦးရေ3သိန်းမှ2သိန်းကြားရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ရနောင်းသည်ငါးဖမ်းလုပ်ငန်းနှင့်စိတ်ကမ်းလုပ်ငန်းများအတွက်မြန်မာအလုပ်သမားများအားထားရာဖြစ်ပါသည်။